testosterone attract dose တွေမဲ့နီလန်၅မျိုးကိုကျွန်တော်မျှဝေပေးပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နိုင်ဝဲထုံးပါဒီကွာမှာ personal trainer တယောက်အနေနဲ့ရည်တည်နေပါတယ်လက်ရှိ online ကနေလည်း busy professional တွေလေ့ကျင့်ခန်းဆက်လုပ်မဲ့သူတွေအတွက် online program တွေနဲ့ကူညီပေးလေးရရှိပါတယ် okay ပထမဆုံးအနေနဲ့ကျွန်တော်ယောက်ျားလေးတွေမှာ testosterone လျော့လာပြီဆိုရင်တွေ့ရတဲ့လက္ခဏာတွေကိုအရင်မျှဝေပေးပါမယ်ဒါတွေကတော့ကျွန်တော်တို့အလွယ်တကူမောပန်းလာတာတွေအရင်ကအေးစစ်စစ်လုံနိုင်နေတဲ့ကျွန်တော်တို့ကိစ္စရက်တွေလမ်းလျှောက်တာလေးပင်မတာလေကားတက်တာစသဖြင့်ဒီလိုကိစ္စတွေကိုကျွန်တော်တို့ပုံမှန်လုပ်နေတာတက်ပို့ပြီးပင်ပန်းလာပြီဆိုရင်ဒါကျွန်တော်တို့ testosterone လျော့နေပြီဆိုတာကိုသတိထားသင့်ပါတယ်ပြီးတော့အေးမဝါတာအရက်အလွန်ကျော်တောက်တာစလိတ်တောက်တာစသဖြင့်ပေါ့နော်ကျွန်တော်တို့ healthy lifestyle မှာ nutrition ကို focus မထားတာဒီလိုမျိုးကိစ္စရက်တွေကကျွန်တော်တို့ testosterone လက္ခဏာကြောကြခြင်းကိုဖြစ်လာစေပါတယ်ပြီးတော့ကျွန်တော်တို့ယောက်ျားလေးဆိုရင်ဘတ်တွေတွဲလာတယ်ဒါတွေကပြောင်းပြန်သဘောအဖြစ်ကျွန်တော်တို့ testosterone လျှော့ပြီဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာကြားဟော်မုန်းနည်းသွားရင်မဟော်မုန်းမြင့်တက်လာတဲ့သဘောရှိတယ်ဒါတွေကကျွန်တော်တို့ estrogen များလာတဲ့လက္ခဏာတွေ okay အဲ့တော့ကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ testosterone တက်အောင်ပြန်လုပ်ရမလဲဆိုရင်ပထမဆုံးချက်အေးဝဝအိပ်ပါကျွန်တော်တို့ရဲ့ testosterone 90ကနေ80ရာခိုင်နှုန်းလောက်မှာကျွန်တော်တို့အိပ်နေတဲ့အချိန်မှာ deep sleep ကျွန်တော် stage 3မှာ testosterone အထွက်အများဆုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနည်းဆုံး9နာရီရောက်အိပ်ပြီးဖို့လိုအပ်တယ်9နာရီ10နာရီပေါ့နော်ပြီးတော့ကျွန်တော်တို့အဓိက7မထိုးခင်အိပ်ပါည7မထိုးခင်အိပ်ပါ7နဲ့3နာရီကြာမှာကကျွန်တော် testosterone ထွက်တဲ့နှုန်းအများဆုံးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအချိန်တွေအတွင်းမှာဒီအချိန်တွေထက်နောက်မကြောင်အိပ်ဖို့အရင်ရည်ရှိတယ်ပြီးတော့ရင်ကျွန်တော်တို့အရင်ခေတ်ကယောက်ျားလေးတွေနဲ့ဒီခေတ်ကယောက်ျားလေးတွေကဒီခေတ်ကယောက်ျားလေးတွေမှာ testosterone 20ကနေ30ရာခိုင်နှုန်းလောက်တည်ကျွန်တော်တို့အဖိုးကြီးဖေးတွေလက်ထက်ကတည်းရှော့နေနေတာကိုတွေ့ရတယ်။ဘာလို့လဲဆိုတော့ဒါကတော့ကျွန်တော် lifestyle dysfunction ပေါ့နော်။ chemical တွေအများကြီးသုံးလာတယ်။အစားအသောက်တွေလှုပ်ရှားမှုတွေမရှိတော့ဘူး sedentary lifestyle တွေဖြစ်လာတယ်။ဒီလိုမျိုးပေါ့နော်။အကြောင်းချင်းရအများကြီးပဲဒီလိုအကြောင်းအရာတွေကြောင့်ကျွန်တော်20ကနေ30ရာခိုင်နှုန်းထိကျော်နေလာတယ်။ပြောချင်တာကကျွန်တော်တို့ခေတ်ကလူငယ်တွေအရင်ခေတ်ကဘဲတွေလောက်မတန်တော့ဘူးဗျာ။အဓိကအဲ့ဒီတစ်ချက်အဲ့ဒါကိုသိကြရလားကိုယ်ကိုသတိထားမိကြရလားမသိဘူးပြီးတော့ရင်ကျွန်တော်နံပါတ်1တစ်ချက်ကကျွန်တော် weight training လုပ်ဖို့လိုတယ် weight training ဆိုတဲ့နေရာမှာကျွန်တော် compound lift တွေပေါ့နော် squat တို့ deadlift တို့ကျွန်တော် bench press တို့ row တို့ဒီလိုလေ့ကျင့်ခန်းတွေ muscle အုပ်စုကြီးတွေကို muscle တွေများစွာသုံးပြီးလုပ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့ချိန်မှာ testosterone အတွက်တိုးတယ် heavy ဆော့ဖို့လိုတယ်လုပ်ပေမဲ့ heavy ဆိုတဲ့နေရာမှာကျွန်တော်ကိုခန္ဓာကိုယ်အနေထားနဲ့ heavy ကိုပြောတာအများပေါင်း200 bench press တွန်းရမလို့ပြောချင်တာကိုအနေထားနဲ့ဟိုပေါ့ကိုနိုင်နေတဲ့အလေးမဟုတ်ဘဲအနည်းငယ်ကို challenge ဖြစ်စေတယ် progressive overload ဖြစ်စေတယ်ပမာဏကိုပြောတာ okay အဲ့ဒါကိုလည်းရှင်းရှင်းလင်းလင်းကျွန်တော်တို့နားလည်ဖို့လိုတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့နောက်တစ်ချက်ကစားတော့မှာကျွန်တော်တို့အများသောအားဖြင့်ကျွန်တော်တို့ vitamin D ရော့နေတယ်ကျွန်တော်နေရောင်ကိုအဓိကကြီးဘယ်လိုပြောရမလဲတေချာကြီးကျွန်တော်နေရောင်ကို sunlight ကိုယူပါရဲဆိုရဲလို့တော်တော်ရှားတယ်ကျွန်တော်နေဘူးထဲသွားတာကိုပြောချင်တာမဟုတ်နေဘူးထဲသွားတဲ့အချိန်မှာရတာတွေကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့နေရောင်ခြည်တွေမဟုတ်အဲ့ဒါတွေကကျွန်တော်တို့ခင်းလို့ရောင်ခြည်တွေပါလာပြီအဓိကမနက်ကင်းကျွန်တော်9နာရီကနေ10နာရီလောက်အတွင်းမှာရတဲ့နေရောင်ခြည်အကောင်းဆုံးအဲ့တော့ကျွန်တော်တို့အဓိက nutrition ဆိုတဲ့နေရာမှာဒီနေရာမှာက protein macronutrient တွေလိုအပ်တယ်ပြီးတော့ကျွန်တော်တို့ minerals တွေလိုအပ်တယ်ပြီးရင် micronutrients တွေကျွန်တော်တို့ဒီ vitamin D တို့ zinc တို့ magnesium တို့ပဲ protein ကတော့ကျွန်တော်တို့ကြွက်သားတိဆောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တယ်အဲ့ဒါမှသာကျွန်တော်တို့ testosterone ထွက်လဲတိုးမယ်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်နေရင်ကြွက်သားတွေလည်းတိဆောက်လာနိုင်တယ်အစီလည်းကြောက်ဖို့ထောက်ကူပေးမယ် okay ဒါကတော့ protein carbohydrate fat ကတော့ကောင်းတဲ့ fat တွေလည်းကျွန်တော်စားပေးဖို့လိုဒါတွေကတော့ကျွန်တော်တို့ခဏပြောနေကြစကားတွေမပြောတာကကျွန်တော်တို့ဒီ minerals တွေ micronutrients တွေပေါ့နော်ဒီဟာတွေကိုလည်းကျွန်တော်တို့ vitamin D ကတော့အဓိကအဖြစ်ကျွန်တော်နေအောင်ကြီးကနေရတယ်အဲ့တော့နေအောင်ကြီးကနေမရနိုင်ဘူးဆို supplement တောက်လို့ရတယ်
ဒီနေရာမှာ supplement တောက်ဆိုတဲ့နေရာမှာဒီလို supplement တွေမတောက်ခင်မှာကျွန်တော်အနေနဲ့ဆရာဝန်နဲ့တိုင်ပင်ဖို့လိုရတယ်ဒါကျွန်တော်တို့ကဘာလို့လုပ်တင်လဲဆိုတာပဲပြောတာလုပ်ပါလို့ကျွန်တော်ဟိုမြောက်ပေးနေတာမဟုတ်ဘူးခုမှကျမ်းမာရေး issue တခုရှိတယ်ဆိုရင်ဆရာဝန်နဲ့ရင်တိုင်ပင်ဆရာဝန်ပြောတဲ့လမ်းညွှန်ချက်ကိုယူပါပြီးတော့ zinc ကကျတော့ကျွန်တော်ခွန်မာတဲ့အကောင်လေးပေါ့နော်ပြီးသွားရင် magnesium ကအသီးရွက်တွေကနေရနိုင်တယ်အသီးရွက်ပေါ်မစားပြဘူးဆိုရင် supplement တောက်လို့ရတယ်ကျွန်တော်ဆိုလဲလို့အသီးရွက်စားတာနည်းအတွက် supplement တောက်တယ်အဲ့လိုမျိုးလေးပေါ့နော် okay နောက်တစ်ချက်ကကျွန်တော်တို့ stress ကျွန်တော် cortisol နဲ့ testosterone တွေအပြောင်းမြန် cortisol တက်ရင် testosterone ကျတယ် testosterone တက်ရင် cortisol ကျတယ်အဲ့တော့ဒီက lifestyle မှာကျွန်တော်တို့မှာအကြောင်းအချင်းရာတွေအများကြီးရှိတယ်စိတ်ဖိစီးလေတဲ့အကြောင်းအချင်းရာတွေလူမှုရေးစီးပွားရေးအိမ်အောင်ရေးအများကြီးပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကအခါလေးမှာကိုကမသိဘဲနဲ့ကိုခန္ဓာကိုယ်မှာ stress ဖြစ်နေတာရှိတယ်အဲ့တော့အချိန်လေးပေးပြီးတော့9မိနစ်10မိနစ်15မိနစ်နေတိုင်းတရားလေးထိုင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အသက်ရှူတဲ့အချိန်မှာလဲ deep breathing ပေါ့နော် slowly breathe out အဲ့လိုမျိုးလေးပေါ့ကျွန်တော်တက်လေးကိုအဲ့လိုလေးရှူပေးခြင်းအပြင်ကျွန်တော်တို့ nervous system ကိုကျွန်တော်တို့ relaxation ပေးရတယ်ကျွန်တော် stress တွေလျော့ချတယ်တရားလေးထိုင်ပြီးတော့ပဲတရားထိုင်နေဆိုတော့ဘာသာရေးကိုပြောတာမဟုတ်ဘူးကျွန်တော်အဓိက breathing လုပ်ဖို့ပြောတာတက်ရှူမယ်ထုံမယ်တက်ရှူမယ်ထုံမယ်အဲ့လိုမျိုးနော်အဲ့လိုမျိုးလေးလုပ်ပေးခြင်းအပြင်လဲကျွန်တော်တို့ testosterone အထောက်ကူတိုးလေးပေါ့အထောက်ကူပေးတယ်ဆုံးတစ်ချက်က fat percent ကို short ချဖို့လုပ်တယ်ခန္ဓာကိုယ်မှာကျွန်တော်တို့ fat percent တွေများလာပြီအဆီတွေများလာပြီဆိုရင်ယောက်ျားလေးတစ်ယောက်အနေနဲ့ confidence ရောကျွန်တော်တို့ energy ရောမကောင်းတော့ပြီးတော့fat percent များလာခြင်းနောက်ပဲမှာကျွန်တော်တို့ရဲ့ testosterone level ရောကျနေတယ်အဲ့တော့ weight training လုပ်မယ် cardio ပုံမှန်လုပ်မယ်ပြီးတော့ကျွန်တော်တို့ testosterone ထွက်တိုးစေတယ်နောက်ထပ်ဒီတစ်ခုကကျွန်တော်တို့ short sprint ပေါ့နော်အချိန်အနည်းငယ်ခဏလေးမဲ့ကျွန်တော်တို့အမြန်ပြေးတဲ့ဒီချိန်ကန်တော့ hit တို့ကျွန်တော် exercise ဒီချိန်ကန်တော့ပြင်းပြင်းထန်ထန်လေးကိုအချိန်ခဏလေးပဲလုပ်တာပြီးတော့နာအဲ့လိုမျိုးပုံစံအဲ့ဒီ high intensity workout တွေရတယ်ကျွန်တော် testosterone ထွက်တိုးစေတယ်ဒီကအပြင်ကျွန်တော်တို့ percent short ချဖို့လိုတယ်ဒါမှသာကျွန်တော်တို့ရဲ့ဘိုင်းမှာဆေးဆိုတာကျွန်တော်တို့က stress ကြောင့်အဲ့တော့ခုနပြောခဲ့ပြီးအားလုံးအကြောင်းအရာတွေအကုန်လုံးချိတ်ဆက်နေတာဒီလိုမျိုးအကြောင်းအရာတွေကိုပြင်လိုက်ပြီးဆိုရင်ဒါတွေအကုန်လုံးကကျွန်တော်ပြန်ပြီးတော့တက်မှတ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ဆေးတွေတောက်တာတပွဲတိုးတွေကဒါတွေကကျွန်တော်တို့အတွက်အလုံးမဖြစ်ဘူးဒါလည်းခဏပဲအဲ့တော့ကြေယောက်ျားပြပြတတ်တာကို confidence ရှိသွားတယ်ကို confidence ရှိတယ်လို့ပြောရင်ကျွန်တော်ဘာလို့ဆိုလို့လဲဆိုတာကိုနားလည်မှာပါအဲ့တော့ဒီအချက်တွေနဲ့တို့ testosterone level ပြန်တက်လာအောင်စူးစမ်းကြည့်ပါမိတ်ဆွေပြန်ပြီးတော့ confidence ပြန်ရလာပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်